မှရှင်းပြမယ်အကြောင်းအရာလေးကတော့ phasor အကြောင်းအရာလေးဖြစ်ပါတယ်အဲ့ဒါကတော့ article တန်းဝက်မှာပါပါတယ် phasor ဆိုတာကကျတော့ complex number တစ်ခုပေါ့နော်အဲ့ complex number မှာဘာတွေပါလဲဆိုလို့ရှိရင် amplitude နဲ့ phase ဆိုပြီးတော့ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါရှေ့မှာရှင်းပြထားတဲ့ reticular form polar form exponential form ဆိုပြီးတော့ပြောထားတယ်အဲ့ reticular form မှာဆိုလို့ရှိရင်z is equal to x plus gy လို့ရေးလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုဆရာမ phasor diagram နဲ့ဆွဲကြည့်ရအောင်အဲ့တော့ဒီမှာ real axis နဲ့ imaginary axis ဆိုပြီးတော့ရှိတယ်အဲ့တော့ imaginary axis မှာဆိုလို့ကျွန်တော်တို့က j တန်ဖိုးလေးတွေပါမယ်ပေါ့နော်အဲ့တော့rectangular form မှာရှိတဲ့ x ကိုဆွဲလိုက်မယ်ဒီမှာ x လေးပေါ့နော်ပြီးတော့ဒီမှာသူကဘာလဲ plus j ဖြစ်တဲ့အတွက်ကြောင့်မလို့ဟောဒီမှာ plus j ဆိုပြီးတော့ဒီမှာအပေါ်ကိုထောင်ပြီးတော့ဆွဲလိုက်မယ်ဒါလေးက plus j အဲ့တော့သူတို့နှစ်ခုရဲ့ resultant ကဘာလဲ complex set ဆိုပြီးတော့ခေါ်တယ်အဲ့ဒီမှာမှကျွန်တော်တို့ဒီပုံစံလေးဟာဘာနဲ့တူလဲဆိုလို့ရှိရင်ထောင်းမှန်သတိကံပုံလေးဖြစ်တယ်အဲ့တော့ဒီ x နဲ့ y နဲ့ရဲ့ဒီမှာထောင်းမှန်ကံက r တန်ဖိုးလေးပေါ့နော်ဒါလေးကို Pythagoras ရဲ့ကျွန်တော်တို့ရှာမယ်ဆိုလို့ရှိရင် r is equal to square root of x square plus y square ပေါ့နော်အဲ့ဒါကကြတော့ဒါသူ့ရဲ့ magnitude တန်ဖိုးပေါ့နော်အဲ့ဒါကျွန်တော်တို့ j ဖုန်းနဲ့ရေးတယ်ဆိုလို့ရှိရင်တော့ဒီဟာလေးသွားတာပေါ့နော် J ဖုန်းနဲ့သွားတာပေါ့နော်အဲ့ဒါမှဒီမှာဆိုလို့ရှိရင် fine ကိုလိုချင်တယ်ဆိုလို့ရှိရင်မျက်နှာချင်းဆိုင်ကိုဒီနီးစပ်နဲ့စာအဲ့ဒါက tangent fine ပေါ့နော်အဲ့ဒီကနေပြီးတော့မှဆိုတော့ fine ကိုဒီဘက်ကိုပို့လိုက်တော့ tangent embed ရတယ်ဒါကြောင့်မို့လို့ဒီကနေပြီးတော့ဆိုတော့ fine လိုချင်တယ်ဆိုရင် tangent embed imaginary ကို real နဲ့စားရဲဆိုတာလေးဖြစ်လာမယ်အဲ့တော့ဟောဒီမှာ x တန်ဖိုးလေးကိုသာလိုချင်တယ်ဆိုလို့ရှိရင်ဘယ်လိုရေးလို့ရလဲဆိုလို့ရှိရင်ဟောဒီမှာ r cos phi ပေါ့ဒီ cos ဒီမှာဆိုလို့ရှိရင် wave sin ဆိုပြီးတော့ကျွန်တော်တို့ကရေးလို့ရတယ်အဲ့တော့ z is equal to x plus gy ကနေပြီးတော့ဇမကဒီ rectangular form ကနေပြီးတော့ polar form ကိုပြောင်းတယ်เนาะဒါ angle phi အဲ့ဒီကနေပြီးတော့ cos sin ကိုဘယ်လိုရေးလို့ရလဲဟောဒီမှာဒီ angle phi လေးကို cos phi plus j sin phi ဆိုပြီးရေးလို့ရတာဖေကလာလဲ Euler entry ကနေလာတာပါအဲ့တော့ e to the power j plus or minus j phi အဲ့ဒီကနေဇမဒီမှာဒီတဆင့်ကျော်လိုက်တော့ဒီကောင်လေးပေါ့အဲ့ဒီ e to the power j phi လေးကနေ angle phi လို့ရေးလို့ရတယ်ပေါ့နော်အဲ့ဒီ angle phi ကနေဘယ်ကိုသွားလဲဒီကောင်လေးပေါ့နော်ဒီမှာ cos phi plus or minus j sin phi ဆိုပြီးရေးလို့ရတယ်ဒီကနေပြီးတော့ cos phi ဆိုတာ real e to the power j phi real ဖြစ်ပြီးတော့ sin phi ဆိုတာကတော့ e to the power j phi ရဲ့ imaginary part ဖြစ်ပါတယ်အဲ့တော့ဒီမှာ e to the power j ကလို့သူ့ရဲ့ phi တန်ဖိုးလေးက0သာဖြစ်မယ်ဆိုရင်ဘာဖြစ်သွားမလဲ cos 0 plus j sin 0အဲ့တော့ဒီကောင်လေးဟာ1ဖြစ်ပါတယ် e to the power j 0ဆိုတာ1ဖြစ်ပါတယ်ဒါလေးကတော့ time domain ကနေပြီးတော့ frequency domain လေးကိုပြောင်းတာအဲ့တော့ IOT ဆိုဆရာမရှိမှာပြောခဲ့တယ် time domain လို့ပြောခဲ့တယ်time domain လေး IOT im cos omega t plus phi ဆိုပြီးရှိတယ်ဒါလေးကိုဆရာမဒီလိုเนาะဒီ exponential ပုံလေးနဲ့ရေးလိုက်မယ်ခါမှာ real im e to the power j omega t plus phi ဆိုပြီးတော့ရေးလို့ရမယ်ဒီကနေပြီးတော့ဆရာမ frequency domain ကိုပြောင်းမဲ့အခါမှာ IOT ကိုဘယ်လိုရေးလို့ရလဲဟောဒီမှာ I အကြီးရေးလို့ရမယ်ဒီက IM ကတော့ IM ပဲအဲ့တော့ frequency domain ကိုပြောင်းတာဖြစ်တဲ့ကြောင့်မလို့ဆရာမက time domain ကိုဖြုတ်ချလိုက်မယ်ဒီ omega tကိုဖြုတ်ချလိုက်တဲ့ခါကျဘာကျန်လဲ e to the power j phi ရမယ်အဲ့တော့ဒီမှာ exponential form လေးပေါ့နော်ဒီ exponential form လေးကနေပြီးတော့ဇမက polar form လေးကိုပြောင်းလိုက်တယ်ဟုတ်တယ်နော်အဲ့တော့ e to the power j phi ကနေပြီးတော့ဘာရသွားလဲ angle phi လေးကိုရသွားမယ်အဲ့ဒါကြောင့်မလို့သူကပြောထားတယ် IOT ကို I အနေနဲ့ချိန်လိုက်တယ်သူကို phasor transformation လို့ခေါ်တဲ့ time domain ကနေပြီးတော့ frequency domain ကိုပြောင်းလိုက်တာအဲ့တော့ဇမတို့ကဟောဒီက frequency ဒီ domain ပေါ့နော်ဒီကောင်ကနေပြီးတော့ဒီကောင်ကိုလည်းပြောင်းတတ်ဖို့အတွက်လိုပါတယ်အဲ့တော့ဆက်ကြည့်အောင်ဒါလေးက time domain လေးအဲ့တော့ VOD VN cos omega t plus phi ဆိုတာလေးရှိရဲသူ့ကို phasor domain ပေါ့နော် phasor domain အနေနဲ့ပြောင်းမယ်ပြောင်းလိုက်တဲ့အခါကျတော့ဟောဒီမှာ VN ကတော့ဒီမှာ VN ဟောဒီမှာ VOD ဆိုတဲ့ time function ပါတဲ့အသေးလေးကိုဘာရေးလို့ရလဲဆရာမကမှာ V အကြီးရေးလို့ရတယ်အဲ့ဒီမှာအဲ့တော့ဒီ cos omega t ကိုဆရာမဖြောက်ချလိုက်ပြီးတော့ဒီနောက်မှာပါတဲ့ angle လေးကိုထည့်လိုက်မယ်ဒီမှာ plus phi ဖြစ်တဲ့ကြောင့်မို့ဟောဒီမှာ plus phi လေးထည့်လိုက်ပါတယ်အကယ်၍ဒီနောက်မှာ minus ဆိုလို့ရှိရင်ဒီမှာ minus ထည့်ရမှာပါအဲ့တော့ဆက်ကြည့်မယ်အဲ့တော့ VOD VN cos omega t နောက်မှာဘာမှမပါဘူးဘာမှမပါတဲ့အခါကျတော့သူ့ရဲ့ angle ပါလဲ0လို့သတ်မှတ်တယ်ဒါကြောင့်မလို့ဒီမှာသူဘယ်လိုရေးလို့ရလဲဆိုလို့ရှိရင် VN angle 0ဆိုပြီးတော့ရေးလို့ရတယ်အဲ့တော့ဒါလေးကြည့်ကြည့်အောင် time domain ကနေ frequency domain ပြောင်းတာလေအဲ့တော့ VN cos omega t plus phi ဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့သူ့ကို phasor domain ပြောင်းမယ်ဆိုရင် VN ပဲဟောဒီ cos omega t ကိုဖြောက်လိုက်ပြီးတော့ဒီမှာ angle plus phi ဆိုပြီးတော့ရေးလို့ရတယ်ဒါလေးကြည့်အောင်ဒါလေးကဘာဖြစ်နေလဲ sin အဲ့တော့ဆရာမတို့က time domain ကနေပြီးတော့ phasor domain ကိုပြောင်းမယ်ဆိုရှင် cos ဖြစ်မှာပဲပြောင်းလို့ရမှာဖြစ်တယ်နော် plus cos ဖြစ်မှာပြောင်းလို့ရမှာဖြစ်တယ်ဒါကြောင့်မို့ဆိုတော့ plus cos ကိုရအောင်ပြောင်းမယ်အဲ့တော့ဒီ sin ဟာ cos ကိုပြောင်းမယ်ဆိုရင်ဘာဖြစ်မလဲ cos ကို90နှုတ်လိုက်လို့ရှိရင် sin ဖြစ်ပါတယ်ညမလို့ဟောဒီမှာ cos omega t plus phi ကို90လောက်တာ sin ဖြစ်ပါတယ်အဲ့ဒီကနေမှဇမက phasor domain ပြောင်းမယ်ဆိုတော့ဟိုက cos omega t လို့ဖြုတ်လိုက်တော့ angle ကဘာဖြစ်လဲမှာ 5 minus 90ဆိုပြီးတော့ဖြစ်သွားမယ်
အဲ့တော့အောက်က I am cos omega t plus theta လေးကတော့ရှင်းပါတယ်အဲ့တော့ဒီမှာ phasor domain ပြောင်းတဲ့အခါမှာ I am ဟုတ်ပြီနော် angle ဒီမှာ cos omega t ကိုဖြုတ်ချလိုက်တော့ဒီမှာ angle theta လေးဖြစ်ပါမယ်အောက်ကတစ်ခုကိုကြည့်ရအောင် I am sin omega t plus theta ဆိုတော့သူ့ကို cos ဖြစ်မှာဆိုတော့ phasor ကိုပြောင်းလို့ရမှာဆိုတော့ cos ကို90နှုတ်လိုက်လို့ရှင် sin ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာကျွန်မက cos omega t plus theta လေးအဲ့ဒါ90နှုတ်လိုက်တယ်ဒါက sin နဲ့တူပါတယ်ဒီကနေပြီးတော့ phasor domain ပြောင်းမယ်ဆိုရင် I am ဟောဒီမှာ cos omega t ကိုဖယ်လိုက်တော့ဒီမှာ angle theta minus 90ဆိုပြီးတော့ရတယ်အဲ့ဒါလေးကိုနမူနာလေးကြည့်ကြည့်အောင် phasor ဘိုးလေးသူပေးထားတယ်အဲ့တော့ phasor ဘိုးလေးကဟောဒီမှာ VN 115 angle minus 45ဆိုတော့ဒီကောင်လေးက115က VN လေးဖြစ်သွားမယ်ဒါလေးကသူ့နောက်မှာရှိတဲ့ file လေးပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီကနေပြီးတော့ time domain ပြောင်းမယ်အဲ့တော့ VOD ဟုတ်တယ်နော် VOD VN cos omega t plus phi ဆိုတော့ဒီမှာကျွန်မခုနပြောတဲ့ဒီနားလေးက minus ဆိုတော့ဒီမှာလေးကလည်း minus လေးထည့်ရမယ်အဲ့တော့ omega နေရာမှာသူတန်ဖိုးပေးထားတဲ့900လို့ပေးထားတယ်အဲ့တော့ဒါက cos နဲ့ time domain ပြောတာအကလို့သူက sin နဲ့တာလို့ကျွန်တော်ဆိုကျွန်တော်တို့က sin နဲ့ဒါပြောင်းပြလိုက်တာပေါ့နော်နောက်တစ်ခုကကြတော့သူက time domain ပေးထားတယ်သူဘယ်ကိုပြောင်းခိုင်းလဲ frequency domain ကိုပြောင်းခိုင်းတယ် frequency domain ဆိုတာခုနက angle ပါတာပေါ့အလွယ်မှတ်မယ်ဆိုရင် angle ပါတဲ့ဟာလေးကိုပြောင်းမယ်အဲ့ဒီမှာဒီ time domain လေးကိုကြည့်လိုက်ခြင်းအပြင်100 cos omega t ဆိုတော့ဒါလေးက omega 400ဖြစ်နေမယ်အဲ့တော့ကျွန်တော်တို့ဒါလေးကိုကြည့်ပြီးတော့ရေးရတယ်ဆိုလို့ရှိရင်100 VN ဖြစ်မယ်ဟိုဘက်မှာဒီမှာကျွန်မအခုနကပြောထားတယ်မှာ -30 ဆိုတော့ဒီမှာ angle မှာ -30 လေးကိုထည့်လိုက်မယ်နော်